ပါ မင်းကလေးတွေပါပဲယောက်ျားလေးတွေကအိမ်အတွက်ဟိုမှာကားပေါ်အိမ်တင်ပို့တဲ့လုပ်နေပါတယ်ဒါတော့ဘဲဥပါတော့ခဲ့ပဲကိုရပတ်တော့ကျသားလေးရပါတော့မယ်ဒီနေ့ကတန်ခါအပ950အတွက်ဓမ္မပီတိစိတ်နဲ့ဆက်ပြီးကြားစွာနေပြီးတော့ပါတီ15နဲ့ယူရပါတယ်ဒီနေ့ဟင်းဦးမွေရဒီအမပါပြီးတော့ညီမတို့ငပြားရေးထည့်ပါမယ်မှာပါ3ချက်လိုက်တယ်ဘက်ကငပြိုင်နဲ့လေးပြောက်သွားရတယ်ဒီဘက်ကညီတို့ပဲအိုးထဲထည့်ပါမယ်မိန်းကလေးတွေပဲဒီချက်ပါတယ်ဒီနေ့ကမင်းကလေးတွေပါဟိုမှာအိမ်နေကားပေါ်တင်နေပါလေခွေတော့ပြပြီပေါ့ဒီဘက်မှာညီမတို့အိမ်နေကုညတွင်ချင်းထမှာပါဒီမှာပါဘာလဲအိုက်ကပေဘလားအိုက်ကဟွာအရင်ကတော့14ပေကခုက32ပေကပါ12ပေဘယ်မှာအကျွတ်ကြော်ရဲ့တမြသီးရဲ့ညိုသီးမုံရဲ့ပါဒီလူစိမ်းခောက်ဆွဲကြဲကြဲလေးပါဒီနေ့ကဘာပဲနဲ့ချက်တာလဲဆိုတော့ပဲစင်းကောင်ပဲနဲ့ပါမှာပါအယောင်လေးရောလူစိမ်းကောင်လည်းမချက်တာကြာပြီနော်ပုံလာတော့ရှိမဟုတ်နော်တော်ရားမချက်ပြဘူးလေဒါဆိုရင်အချိန်200အိုးပါအတေးပြီးပါပါပဲပြည့်အောင်ပြည့်နေပါပြီတန်ခါ1000ပဲချိန်200ဦးအပြည့်အပိချိန်200ဦးအပိပါအဲ့နဲ့တော့မွေးနေပါပြီဒီနေ့အိုးကြီးပြောင်းနေပါပါ
ပြွာ60မင်္ဂလာပါကွန်မန့်ဒီဖုန်းမှာကွန်မန့်မတက်တော့ရအောင်ညီမကွန်မန့်မဖတ်ပေးရပါဟာပါတီးသွားတာပဲစင်ကောင်လည်းကျတော့ပိုစိတ်နေမှာပဲอ่ะ ကိုကောင်းနေဟုတ်လား ဖဲဦးထည့်ပါမယ် ကိုတော်ကောင်းနေပြီနော်ဘယ်နည်းကိုလည်းချက်တာကိုတော်ကောင်းနေပြီနိုးသိန်းကောက်ဆိုပဲစင်းကိုလည်းချက်တာပိုကောင်းနေပါလေ နိုစင်းခောက်ဆွဲကိုပဲစင်ကောင်နဲ့ချက်စားကြည့်ပါဟာပါမီးနေနဲ့ချော်တိုင်းချော်လာလန်ဝေးကြအောင်ခောက်ဆွဲရတော့မရသေးပါဘူးညီမတို့ခောက်ဆွဲကခုသွားယူနေပါပြီရွှေရန်ခောက်ဆွဲအသားပါခောက်ဆွဲက ကိုမနီပေါ်ရတာနော် ခုမှဒီဖုန်းမပေါ်ဘူး ဟုတ်လား ကဲ ကဲ ဒါရှိတစ်ထုပ်ထည့်ပါမယ် ဘယ်နိုင်နေ ဒီမှာနိုးစီရောနိုးစင်းရောအဓိကတော့ပဲပါပဲစင်းကောင်တော့တော်တော်စိတ်ပါတယ်ဒီမှာပါဇာလေးနေတယ် ကြား အဲ့ဒီဇာကြီးလေးဆို စသားနိုင်နေနဲ့ပါစသားနိုင်ရင်ဘဲဦးနိုင်နေနဲ့ပါ ဒီကိစ္စကိုနော်ဒီလိုနေလာနေလာကပ်ဘူးအောက်ကဘူးကြီးဒီကြောင်တော့ဆယ်လားညမင်းခါငါမူလားအဲ့ဒါလေတာကြည့်ဘူးလားဟာလားလေတာကြည့်ဘူးလားဒီမှာတော့အကျွတ်ကြော်ပါဒီမှာညီမတို့ကျောင်းတိုက်တွေကိုပြန်ခွဲပြီးပို့ပေးမှာပါ ပူလာလည်းပါ တော်တော်ပူတာ ကျွန်တော်အားပူနေတယ်ပြောလို့နော်အားပူနေပါ မကောင်းစပယ်လေးပေးလိုက်တာသူကောင်းချွေးနေတယ် ရလာလာဒီနေလေးပဲဒီလေးပဲကောင်းဟာ ဟာပါ ပူလာအသေးဘူးလေ ဒီနေ့အလူရှင်ကတော့ညီမတို့ဓမ္မပီတိစိတ်နဲ့နဲ့ဆက်ပြီးမိသားစုဖြစ်ပါတယ် တော်တော်ကြာလေးဆောင်လိုက်ဒီ
ညီမတို့အခုဒီစွန့်ချက်လိုက်လေအပြီးမှာညီမတို့10ရက်နေ့ဆက်ပဲလိုက်လေးရှိပါတယ်ဆန်ကြပါဘုဘကလည်းအခု400ဆိုတော့ကဲအတန်တွေကလည်းပြင်းနေတယ်နားတွေခဏကြီးနေတယ်ဒီကြောလေးလာတာဟုတ်ဒါကသသားနိုစိန်ခေါက်ဆဲပါဒီဘက်ကကျတော့ပူစင်နယ်လေးရဲ့တမြာတီးရဲ့အကျွတ်ကျော်ရဲ့ရာရွှေတော့ခေါက်ဆဲသားလေးပါခေါက်ဆဲသားတန်ရလို့ပြည့်ရတာတော့ဆောက်လို့ရေးလုပ်ရတာပြီးတော့ဒီဘက်မှာဘာမှဆက်မနေပါရဲ့မလေးဟာโอเคပါဒီမှာတော့ကျွန်တော်တို့ပြပါမယ်နော်နည်းနည်းမြည်ပြုံပါပဲအေးဒီလေးသားလာပါလေဘယ်နိုင်နေဖြစ်နေလဲဟဲ့ဘယ်နိုင်နေဖြစ်တက်ပြက်ထဲရဘယ်လိုပါလဲကဲဒီတူတာလည်းတော့မှန်တယ်နော်မင်းသားလာပါလေတော့မှန်တယ်မျိုးပါပဲကျွန်တော်မှလည်းပြောပြတကွက်ဆိုပြီးအဲ့ဒါဖုန်းကြီးရင်စားတယ်ဆိုပြီးအမုန်းခံရတယ်ပူစင်နယ်ရဲ့ဒီဘက်ကတမြာတီးရဲ့ဒီဘက်ကအကျွတ်ကျော်ရဲ့ပါမီးတွေကပြတ်တော့မီးစက်တန်နေနဲ့ဒီဘက်ကမီးစက်တန်ရဲ့ပြီးတော့ဒီဘက်မှာကျတော့ဖြတ်နေတာရဲ့အိမ်အတွက်ညီမတို့ဘာလို့ဒီညတခါတဲ့ကားထပ်မှာဖြစ်တဲ့ကြောင့်မလို့ပါမန္တလေးကိုပြီးတော့ညီမတို့ဒီဘက်ကကားလမ်းမနဲ့လည်းနေရတဲ့အတွက်ကြောင့်မလို့ကားတက်တယ်ကျွန်တော်ဆက်ပါတယ်ပဲစင်းကိုလည်းじゃပူစိတ်နေအေးရတော်ကောင်းပါကျွန်တော်ဒီနေ့ဒီကိုလက်မှန်ကမှပေါင်းပြီးတော့မြေတာပို့ပါမယ်အခုကျွန်တော်တို့မြေတာပို့တယ်ဘာလို့ဆိုမကြားပါဘူးဘာလည်းမကြားတော့ပါဘူးဘယ်နဲ့မှလည်းမကြားတော့ပါဘူးနော်ငါတို့မလေးပိုင်ကြရဲ့ဒီနေ့အလူရှင်ကလည်းတမီးတို့စိတ်နဲ့နေဆက်ပြီလက်မှန်ရရင်ဒီမှာအလူရှင်စူပါမင်းဘာလို့ပဲပါမယ်လက်မှန်ကလက်မှန်ကောင်လက်တွေဝါပါပြီးသူတို့အမြပြီးတော့မကြပါဘူးနော်တာဒူသူအမြယူတော်မူကြပါဘုံတော်သာဒူသူအမြယူတော်မူကြပါဘုံတော်သာဒူအားလုံးပဲဒီကိစ္စကကျမ်းမာကောင်းကျိုးတွေပါဆန္ဒရေးပေးကြပါစေအရန်စူနေတဲ့အတွက်နော်ကျွန်တော်တို့အဆင်မပြေနိုင်တော့ပါဘူးဒါကြောင့်မှနော်